မင်းရဲ့လက်ထွားထဲမှာရှိနေတဲ့အရာကတာမန်တန်ထဲမဟုတ်ဘူးအေးဆက်ပြီးလေးလံလာတဲ့ဓာယိုးကိုစုပ်ကင်ထားရင်မင်းရဲ့လက်ချောင်းတွေကတုံရင်နေတယ်ဒါဟာကုန်းပေါင်ခဲစစ်တူကြီးတွေရဲ့ရှေ့တန်းစစ်မျက်နှာပြင်မှာလုံးဝအတုံးမပြုတ်ရဲသေးပဲတင်းစီထားခဲ့တဲ့တားမြစ်လက်နဲ့ပဲနန်းတွင်းကအဂိရက်ဆရာတွေနဲ့ပန်းပဲဆရာတွေညအပေါင်းများစွာတွဲသစ္စာပြုပြီးတွန်းလောက်ခဲ့တဲ့ဒီဓာတ်သွားပေါ်မှာထူးဆန်းတဲ့မန်တန်အခရာတွေထွန်းထူထားပြီးအမောင်ထဲမှာတောင်တွေးရောင်ဖြော်ဖြော်တောက်ပါနေတယ်အပေမှာတော့စစ်ပြဆောင်းတန်တွေနဲ့မြင်းခွာတန်တွေကတောင်ကုန်းတစ်ခုလုံးကိုတုံခါဆင်းနေပြီးရန်သူတပ်မော်တော်ကရှေ့တန်းစခန်းကိုဝိုင်းထားပြီးဖြစ်လို့မင်းတို့စီမှာနောက်ဆုတ်ဖို့လာမရှိတော့ဘူးရုတ်တရက်ရဲမဲ့တယောက်ကတဲစီကိုအသက်ရှူမဝပဲပြေးဝင်လာပြီးဘုံမိုးရှေ့တန်းကကာကွယ်ရေးစနစ်ကျူးပေါက်ထားပြီးသူတို့ဝင်လာနေပြီလို့အော်ပြောလိုက်တယ်မင်းရဲ့လက်ကတားမီဓားကိုပိုးပြီးချစ်ပါအောင်ဆုတ်ခိုင်းလိုက်မိတယ်ဒီလက်နက်ကိုအိတ်ထဲကထုတ်လိုက်တာနဲ့တိုက်ကွဲရဲ့ကံကြမ္မာတင်မကဘူးမင်းရဲ့ဝိညာဉ်ပါပြောင်းလဲသွားလိမ့်မယ်ဆိုတာစေရာကြီးကတေးခါနီးမှတတိပြေခဲ့ဘူးတယ်ဒါဟာရန်သူကိုတင်တတ်တာမဟုတ်ပဲအတုံးပြတဲ့သူရဲ့အသက်ဆွမ်းအင်ကိုပါဆုပ်ယူတဲ့အမုန်းတရားရဲ့လက်နက်ထွင်းနေလို့ပဲဒါပေမဲ့မင်းရဲ့ရှေ့မှာတေဆုံးနေတဲ့ရဲမဲ့တွေရဲ့အလောင်းတွေနဲ့ပျက်စီးနေတဲ့စစ်မြေပြင်ကိုကြည့်ရင်မင်းမှာရွေးချယ်စရာလမ်းမရှိတော့ဘူးဆိုတာသဘောပေါက်လိုက်တယ်မင်းတဲအပြင်ကိုခြေလိုင်းကျဲကျဲနဲ့ထွက်ထဲတယ်လေထဲမှာရမ်းငွေတွေနဲ့သွေးညီနှံ့တွေကဖိနှံနေသည်ကောင်းကင်ကြီးကမီးခိုးလုံးတွေကြောင့်မောင်မိုက်နေတယ်ရန်သူစစ်သည်တွေကမင်းစီကိုလှမ်းတွေကိုစီနဲ့ပြေးဝင်လာကြပြီမင်းဓာအိမ်တဲကနေဓာကိုဆွဲထုတ်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့လေပြင်းတစ်ချက်ကစစ်မြေပြင်တစ်ခုလုံးကိုဖျက်ဆီးတိုက်ခတ်သွားတယ်ဓာသွားစီကထွက်လာတဲ့အေးဆက်တဲ့စွမ်းအင်ကမင်းရဲ့လက်မောင်းကနေတစ်ဆင့်နှလုံးသားထဲအထိစိတ်ဝင်သွားပြီးမင်းရဲ့မျက်လုံးတွေကသွေးရောင်ပြောင်းလာသလိုခံစားရတယ်မင်းဓာကိုတစ်ချက်ဝှိရမ်းလက်ယုံနဲ့ရှေ့ကပြေးဝင်လာတဲ့ရန်သူညပူးညပိတ်တွေဟာအော်ဟစ်ချင်တောင်မရပဲလဲပြိုသွားကြတယ်ဒါဟာတာမန်လူသားတယောက်ရဲ့ခွန်အားမဟုတ်ဘူးမင်းရဲ့ရင်ထဲမှာကြောက်ရွံ့မှုတွေပျောက်ကွယ်သွားပြီးအထင်းအကွက်မဲ့တဲ့တိုက်ခိုက်လိုစိတ်တွေပဲကြီးဆိုးလာတယ်ရဲမဲ့တွေကမင်းကိုအံ့ဩထိတ်လန့်တကြားနဲ့ငေးကြည့်နေပေမဲ့မင်းကတော့ရှေ့ကိုပဲဆက်တိုးနေခဲ့တယ်တိုက်ပွဲကတပြင်းထန်ပြင်းထန်လာတာနဲ့အမျှမင်းရဲ့ခန္ဓာကိုယ်ကအပူရှင်တွေတက်လာပြီးဓာကမင်းရဲ့အသက်ကိုဆုပ်ယူနေတာကိုမင်းသတိထားမိလာတယ်မင်းရဲ့စိတ်ထဲမှာတော့ကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့စိတ်နဲ့ဓာရဲ့အမောင်စွမ်းအင်ကြားမှာတိုက်ပွဲဖြစ်နေတယ်ဒါဟာဂုံးပေါင်ပြင်းမြင့်မြတ်ကိုယ်တိုင်ဘာလို့ဒီလက်နက်ကိုသေကာအထက်အထာနဲ့တောခတ်ပြီးမြေတိုက်ထဲမှာဝတ်ထားမိလဲဆိုတာအခုမှရှင်းရှင်းလင်းလင်းသိလာရတော့တယ်ဒီလက်နက်ကစစ်ပွဲကိုနိုင်စေနိုင်ပြီးမဲ့တိုက်ပြည်ကိုပါတွေးချောင်းစည်းစေမဲ့ကျင်းစာတစ်ခုပဲဒါပေမဲ့မင်းရဲ့လက်ကဓာကိုလွှတ်ချလို့မရတော့ဘူးဓာကမင်းရဲ့လက်ဖွားနဲ့တစားတည်းကတ်နေသလိုမျိုးဖြစ်နေပြီရန်သူပုံမူကမင်းရဲ့အစွမ်းကိုမြင်တော့မင်းကိုဆင်းစစ်မောင်းပြီးမင်းစီကိုလှိုင်းရှည်နဲ့ထူးဆိုင်ဖို့ပြေးဝင်လာလေမင်းကရှောင်းကွင်းဖို့မကြိုးစားပဲဓာကိုအရှိနဲ့ပင့်ခုတ်လိုက်တယ်လိုင်းရှည်ကနှဖြောင်းပြတ်သွားယုံတင်မကပဲမြင်းကကောလူကကောမြေပြင်ပေါ်ကိုလဲကျသွားလေရန်သူတပ်မော်တော်တစ်ခုလုံးတုံးလှုပ်ချောက်ချားသွားပြီးနောက်ဆုတ်ဖို့ပြင်ကြတော့တယ်မင်းကတော့အောင်ပွဲအတွက်ဝမ်းမသာနိုင်ဘူးမင်းရဲ့အသက်ရှူတန်းတွေကပြင်းထန်နေပြီးပါစာထဲကနေသွေးအချို့အန်ထွက်လာတယ်ဒါရဲ့တားမြေစွာအင်ကမင်းရဲ့ခန္ဓာကိုယ်တွင်ကလေးစာတွေကိုလောင်ကျွမ်းစေနေပြီးစစ်မြေပြင်ကြီးတစ်ခုလုံးတိတ်ဆက်သွားတဲ့အချိန်မှာရန်သူတွေအားလုံးဆုတ်ခွာသွားကြပြီးဖြစ်ပေမဲ့မင်းရဲ့ရဲမက်ကလေးကမင်းစီကိုမချင်ကြရဲကြဘူးသူတို့မျက်လုံးထဲမှာမင်းကသူတို့ကိုကယ်တင်ခဲ့တဲ့ပုံမှုမဟုတ်တော့ပဲကြောက်စရာကောင်းတဲ့သွေးစာနေတဲ့မစ္စာတကောင်လိုဖြစ်နေလို့ပဲမင်းဓာကိုမြေကြီးတဲကိုအားပြူပြီးထိုးဆိုင်လိုက်ရင်ဒူးထောင်ကျသွားတယ်မင်းရဲ့လက်ခုံပေါ်ကသွေးကြောတွေကမဲမောင်လာပြီးဓာစီကိုစီးဝင်နေတာကိုမင်းမြင်နေရတယ်မင်းရဲ့စိတ်ထဲမှာပြင်းထန်တဲ့နှောင်တတွေရလာပြီးမဲ့နှောင်ကျသွားခဲ့ပြီဒီတားမြေလက်နက်ရဲ့လူရင်းချက်ကရှင်းပါတယ်သူကရန်သူအသက်ကိုတင်မကပဲပိုင်ရှင်ရဲ့စိတ်ဝိညာဉ်ကိုပါထာဝရသိမ့်ပိုက်သွားတာပဲမင်းကောင်းကိုမောပြီးကောင်းကင်ကြီးကိုကြည်လိုက်တယ်မိခိုးတွေကြကနေလက်မင်းကမင်းပြပြလေးပေါ်လာတယ်မင်းတီးလိုက်ပြီးမင်းဟာဒီစစ်ပွဲကနေအသက်ရှင်လျက်ပြန်သွားနိုင်တော့မှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့တိုင်းပြည်နဲ့ရဲမဲ့တွေကိုတော့ကာကွယ်နိုင်ခဲ့ပြီမင်းရဲ့နှလုံးခုန်တန်းကတဖြည်းဖြည်းနှွေးကွေလာပြီးမျက်စိလေးပြဝေလာပြီးမဲ့မင်းရဲ့လက်ကတော့မြေကြီးထဲစိုက်ထားတဲ့ဓာမီဓာယိုကိုချစ်ပါအောင်စုပ်ကိုင်ထားဆဲပဲကိုမောင်ခင်ရဲ့အမောင်ဆုံးလူရွေးချက်ကမင်းနဲ့အတူဒီစီမီပြမှာပဲထာဝရမြင်းမြုပ်ပစ်ဖို့မင်းဆုံးဖြတ်လိုက်ရင်မင်းရဲ့အသေးစိတ်တွေမွေးမြင်ပြောက်ကွယ်သွားတော့တယ်